မင်္ဂလာပါကျွန်တော်တို့ရဲ့ဘောလုံးသတင်းကနာကနေကြိုဆိုပါရစေဘောလုံးအားကစားဟာယူရှင်းပါတယ်ခမန်းကိုသွင်းမယ်ခမန်းနိုင်မယ်ပြီးရင်စံကျင်မှတ်တမ်းစာအုပ်တွေကခမန်းနာမည်ကိုမှတ်တမ်းတင်ထားပါလိမ့်မယ်ဒါပေမဲ့ဒီကိန်းကနန်းတွေကိုခမန်းပိုးပြီးနက်နက်ရှန်းရှန်းဝင်ကြည့်လီအငင်းပွားနိုတွေကပိုများလာလေပါပဲ graphic တစ်ခုမှာစီရိုနယ်ဒိုဟာတမိုင်းတစ်လျှောက်ဂိုးအများဆုံးသွင်းသူလို့ပြနေချိန်မှာနောက်တစ်ခုကပီလေလို့ပြောနေပြန်ပါတယ်အဲ့ဒီအချိန်မှာပဲ online ဘော်ကဘောလုံးဝါဒနာဦးတယောက်ကခညာတခါမှမကြဘူးတဲ့နမိတ်တစ်ခုကိုထုတ်ပြောလာတတ်ပါတယ်ရုတ်တရက်ဆိုသလိုဒါဟာဘောလုံးပွဲမဟုတ်တော့ပဲတရားခွင်တစ်ခုလို့ဖြစ်သွားပါတယ်တကယ့်ကိုဆိုတာဘာကိုဆိုလိုတာလဲခြေစမ်းပွဲတွေကအရေးပါသလားစူပါဖလားတွေကရောစူဖလားစည်းနဲ့ထက်တွက်တင်သလားအပျော်တမ်းအတင်းတစ်ခုကို hat-trick သွင်းတာကရောအသေးပဲရှိရလားဒီညမှာတော့ကျွန်တော်တို့ဟာတငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွင်းစေပြီး comment section တွေကိုပောက်ကွဲစေမယ်စံချိန်မတန်းတွေအကြောင်းကိုလိလာသွားမှာပါဒါတွေကဘောလုံးအားကစားတည်ရှိနေသည်လူတွေအမြဲတမ်းငင်းခုန်နေကြမယ်စံချိန်မတန်း၅ခုပဲဖြစ်ပါတယ်ကျွန်တော်တို့ဂိုးတွေနဲ့ကြီးကျယ်မှုတွေအကြောင်းပြောနေတာဆိုတော့အငင်းပွားစရာအကောင်းဆုံးနဲ့တမိုင်းတစ်လျှောက်ဂိုးအမဆုံးတွင်းသူစံချိန်ကနေပဲစလိုက်ရအောင်ခိနဲ့ဒေဝဲအချက်လက်အရာစီရိုနယ်ဒိုဟာကလပ်နဲ့နိုင်ငံအသင်းအတွက်အစိမ်မြင့်ပွဲစဉ်တွေမှာဂိုးပေါင်း950 953ဂိုးကျော်နဲ့ထိပ်ဆုံးမှာရှိနေပါတယ်။စင်ကြီးအတော်များများမှာတော့သူဟာပွဲပေါင်း1300မှာ953ဂိုးသွင်းထားတယ်လို့ဖော်ပြကြပါတယ်။ဒါကတော့ရှင်းလင်းတဲ့ခင်မင် version ပေါ့။လူနယ်ပရိသတ်အများစုအတွက်တော့ဒီမာတင်စကားပြောလို့ပြီးတော့ပါပြီ။ဒါပေမဲ့ဝါဒင်းmemberကြီးတွေကဒီစရင်ကနေထွက်သွားဖို့ငင်းဆန်နေကြတော့မှာပဲ။စရင်တည်ရပညာရှင်အချို့ကဂျိုးဆက်ဘီကန်ကိုတရားဝင်ပွဲစဉ်624ပွဲမှာဂိုးပေါင်း950ကျော်သွင်းခဲ့တယ်လို့အတိအမှတ်ပြုကြပါတယ်။အချို့ graphic တွေမှာတော့805ဂိုးကိုပဲတရားဝင်စုစုပေါင်းအထိသုံးနေကြတော့မှာပဲ။အာဝင်ခင်ချန်ကတော့ပိုလို့တောင်ယူစုစရာကောင်းပါတယ်။ RSSF ရဲ့အဆိုအရသူဟာတရားဝင်ပွဲစဉ်982ပွဲတဲ့နဲ့အနည်းဆုံး989ဂိုးသွင်းခဲ့တယ်လို့ဆိုပါတယ်။အကယ်၍ခမရကဒီတုတေသနာကိုယုံကြည်တယ်ဆိုရင်သူဟာနှိမ့်ညက်ပညာအရာလူတိုင်းရဲ့အထက်မှာရှိနေမှာပါနောက်ပြီးတော့ပီလေရှိပါသေးတယ်သူ့ရဲ့အမွေနေ့ဟာကိန်းကနန်းနဲ့စုချားမှာတည်ရှိနေတာပါတရားဝင်အရာသူဟာပြိုင်ပွဲအရာဂိုးပေါင်း958ဂိုးသွင်းထားပါတယ်ကလပ်ကွယ်680ဂိုးနိုင်ငံကို89ဂိုးပါဒါပေမဲ့ Guinness မှတ်တမ်းကတော့ခြေစမ်းပွဲတွေနဲ့နယ်လွယ်ပွဲတွေကိုထက်တွက်ပြီးပွဲပေါင်း1363ပွဲမှာ1289ဂိုးသွင်းထားတယ်လို့အတိအမှတ်ပြုထားစေပါဒါဟာသူပရိသတ်တွေအသေးအလဲကာကွယ်ပြောဆိုနေကြတဲ့ကိန်းကနန်းပါဒါကြောင့်တကယ်တိုက်ပွဲကဘသူပိုသွင်းတာလဲဆိုတာမဟုတ်ပါဘူးဘယ်ဂိုးတွေကိုထက်သွက်မလဲဆိုတာပါအကယ်၍ခမရကခက်မင်အတိပြုထားတဲ့ပြိုင်ပွဲတွေကိုပဲလက်ခံမယ်ဆိုရင်စီရိုနယ်ဒိုကဦးဆောင်နေမှာပါအကယ်၍ခမရကသတင်းစာတွေကနေပြန်လည်ပြုစုထားတဲ့ရှေးဟောင်းတည်ဝန်းပွဲတွေကိုအလေးထားမယ်ဆိုရင်ဟမ်ချန်နဲ့ဘီကန်တို့ကပါဝယ်လာမှာပါအကယ်၍ခမရကတမိုင်းဝင်ခြေစမ်းပွဲတွေကိုအရေးကြီးတဲ့ပွဲစဉ်လို့သတ်မှတ်မယ်ဆိုရင်တော့ပီလီယစုစုပေါင်းဂိုးရည်အတွက်ကပြိုင်ဘက်ဂိမ်းပြန်ဖြစ်သွားပါလိမ့်မယ်ရှုပ်ထွေးတဲ့ကိန်းကနန်းတွေအကြောင်းပြောရတော့ဂိုးတွေကအခြေအနေအရအရအားလုံးပြောင်းလဲသွားနိုင်တဲ့တခုတည်းတဲ့နေရာမဟုတ်ပါဘူးတနေ့အတွင်းတခါတည်းသုံးမှာကစားသမားတစ်ယောက်ကရရှိထားတဲ့မယုံကြည်နိုင်စိတ်စုစုပေါင်းစံချိန်တစ်ခုရှိသေးတယ်အဲ့ဒါကအခုထိမျိုးစင်တွေကြားမှာသဘောထားကွဲနေစေပါအဲ့ဒါဘာလို့လဲဆိုတာခံမှန်းမိလား comment မှာပြောပေးကြပါဒီကြားထဲမှာကျွန်တော်တို့ channel ကို subscribe မလုပ်ရသေးဘူးဆိုရင်ဘောလုံးလောကရဲ့အသွင်ကျကျလေ့လာမှုတွေကိုမလွတ်သွားစေဖို့အခုပဲလုပ်ထားလိုက်ပါအောင်ကဲတမိုင်းမှာဘသူကိုအများဆုံးလဲဆိုတာညင်းခုန်ပြီးသွားပြီဆိုရင်ကျွန်တော်တို့မြင်ဘူးသမျှထဲမှာယူစုစရာအကောင်ဆုံးတက္ကနသားဂိုးရှန်ချင်းအကြောင်းပြောကြရအောင်အဲ့ဒါကလီယိုနယ်မက်ဆီရဲ့ကြော်ကြားလာတဲ့2012ခုနှစ်90ကိုရသည်ပါအမှန်တိုင်းပြောရရင်မက်ဆီရဲ့90ကိုစံချင်းဟာဘောလုံးလောကမှာအချစ်ခံလို့လဲအမုန်းခံလို့လာတဲ့စံချိန်တွေကတစ်ခုပါအပေါ်ယံကြည့်ရတော့ရှင်းပါတယ်2012ခုနှစ်မှာမက်ဆီဟာဘာစီလိုနာနဲ့အာဂျင်တီးနားအတွက်တရားဝင်ဂိုးပေါင်း90ကိုသွင်းထားတာပါကလပ်ကွယ်60ခုနှစ်ကိုနိုင်ငံကို12ဂိုးပါဒါဟာဂတ်မူလာရဲ့2000ခုနှစ်ခုနှစ်က85ဂိုးစံချိန်ကိုချူးဖြတ်ထဲတာပါဂင်းနစ်ကမ္ဘာစံချိန်တစ်ဖြစ်အတိအမှတ်ပြုထားပါတယ်
ပရိသတ်အများစုကဒါကိုအမြင့်ဆုံးဂိုးဆန်ချိန်အဖြစ်လက်ခံထားပါတယ်။ဒါပေမဲ့လူအများစုကဒီဆန်ချိန်ရဲ့နောက်ဆုံးသတ်မှတ်ချက်အပေါ်မှာသဘောမကျပါဘူး။ရှေးဟောင်းပရိသတ်တွေက ဂတ်မူလာရဲ့60ပွဲမှာ85ဂိုးသွင်းတာကိုမက်ဆီရဲ့69ပွဲမှာ90ဂိုးသွင်းတာနဲ့နှိုင်းယှဉ်ပြကြပါတယ်။ဂျာမန်တိုက်စစ်မှုရဲ့ထိရောက်မှုနဲ့အဲ့ဒီခေတ်ကာလအနေအထားတွေအရာသူ့ရဲ့စွမ်းဆောင်ရည်ကပိုပြီးအထင်ကြီးမှကောင်းတယ်။ဒါမှမဟုတ်ပိုတာတယ်လို့ညင်းခုန်ကြပါတယ်။တချို့ကတော့ပိုပြီးရှေ့ရောက်သွားပါသေးတယ်။မက်ဆီဟာတကယ်တမ်းပထမမဟုတ်ဘူးလို့ပြောကြပါတယ်။သူတို့က Godfrey Chitalu ကိုညွှန်းပြကြပါတယ်။သူဟာ2012ခုနှစ်မှာကာဘွေ Warriors နဲ့ Zambia အသင်းအတွာအဆင့်မြင့်ပွဲစဉ်တွေမှာ100ဂိုးကိုသွင်းထားတယ်လို့ဆိုစီလို့ပီလီဟာလည်း2159ခုနှစ်မှာခြေစမ်းပွဲတွေအပအဝင်1289ဂိုးသွင်းထားတယ်လို့ဆိုပါတယ်။ဒါကြောင့်အဓိပ္ပာယ်ဖွင့်ပြန်ချက်တွေအပေါ်မှာတိုက်ပွဲကပြန်ဆလာပြန်ပါတယ်။မက်ဆီရဲ့60ဂိုးဆိုတာကတရားဝင်ပွဲစဉ်တွေအပေါ်မှာပဲအခြေခံထားတာပါ။ချီတာလူနဲ့ပီလီတို့ရဲ့အများဆုံးကိန်းဂဏန်းတွေမှာတော့တချို့လူတွေကထိတ်အတန်းပြန်လို့သတ်မှတ်ပြီးတချို့ကတော့ခြေစမ်းပွဲလိုပဲသတ်မှတ်တဲ့ပွဲစဉ်တွေရောနှွေးနေတာပါခင်မစ်အချက်လက်စုပေါင်းမှုတွေကမက်ဆီဘက်ကိုယဉ်နေပေမဲ့အချို့သောသမိုင်းသူတေသနာပညာရှင်တွေကတော့ချီတာလူသားထိတ်ဆုံးမှရှိတဲ့တယ်လို့ဇွပြောနေကြပါတယ်ပီလီပရိသတ်တွေကလည်းသူကစားခဲ့တဲ့အရေးကြီးတဲ့ပွဲအားလုံးကိုထည့်သွင်းမှုအမြဲတမ်းတွန်းအားပေးနေကြမှာပါအဆုံးသတ်မှာတော့မက်ဆီရဲ့60ဂိုးဆိုတာကကျွန်တော်တို့ရှိမှရှိတဲ့အရှင်းလင်းဆုံးမှတန်းတင်ထားတဲ့စံချိန်ဖြစ်နိုင်ပေမဲ့သူတို့ရဲ့ခစ်တာဒါမှမဟုတ်သူတို့ရဲ့ဂန်ဒလိတ်တဲ့စရင်အောက်ကိုရောက်သွားတယ်လို့ခန်းစားနေတဲ့လူတွေကိုတော့စိတ်အနှောက်အယှက်ဖြစ်စေစေပါနောက်ထပ်ပြောမဲ့စံချိန်ကတော့ပိုလို့တော့ရှုပ်ထွေးပါတယ်ဘာလို့လဲဆိုတော့ဒါကဂိုးတွေအကြောင်းမဟုတ်ပဲစုဖလားတွေအကြောင်းဖြစ်နေလို့ပါဘောလုံးသမိုင်းမှာဘသူဟာအောင်မြင်မှုအများဆုံးရထားတဲ့ကစားသမားလဲဆိုတဲ့အဆုံးမတအငင်းပွားမှုပါစာရွက်ပေါ်မှာကြည့်ရတော့ဒါကအရှင်းလင်းဆုံးပါစုစုပေါင်းစုဖလားပေါ့ဒါဟာရိုးရှင်းပုံရပါတယ်စုဖလားအကုန်ပေါင်းလိုက်ပြီးသမိုင်းမှာအောင်မြင်ဆုံးကစားသမားကိုဘွဲ့အလိုက်ယုံပါပဲဒါပေမဲ့ကျွန်တော်တို့အမြင်အရတော့ဒါဟာဘောလုံးလောကမှာအလွဲမားဆုံးစံချိန်တွေကတခုပါအခုလောလောဆယ်စရင်အတော်များများမှာလီယိုနယ်မက်ဆီဟာအဓိကစုဖလား46လုံးကျော်နဲ့ထိပ်ဆုံးမှာရှိနေပါတယ်ဒန်နီအယ်ဗက်စ်ကတော့43လုံးဒါမှမဟုတ်44လုံးကျော်လို့မှတ်တမ်းတင်ထားပါတယ်ဘယ်အချိန်မှလုံထားတယ်လဲနဲ့ဘာဒီကိုထက်တွက်တယ်လဲဆိုတာတွေပေါ်မူတည်ပြီး graphic တွေကတမျိုးပြီးတမျိုးပြောင်းနေကြပါတယ်အချို့က Olympic ကိုထက်တွက်ကြပြီးအချို့ကတော့မတွက်ပါဘူးတချို့က super flar တွေနဲ့ community ဒိုင်းတွေကိုထက်တွက်ကြပြီးလုံးဝလိလူရှူနေကြပါတယ်ဟိုးအရင်တုန်းကတော့ဘသူမှဓာတ်တွေကိုအစွဲမကြီးခဲ့ကြပါဘူးကစားသမားတွေဟာသူတို့ရှေ့မှာရှိရဲ့ဖလားအကုန်ကိုမြောက်ခဲ့ကြပြီးနောက်တစ်ဆင့်ကိုဆက်သွားခဲ့ကြတာပါအခုတော့တေးလေးတဲ့ဖလားလေးတယောက်ကအကောင်းဆုံးဆိုတာကိုတက်တည်ပြဟုတ်စခရင်ပေါ်မှာတက်တည်တွေဖြစ်လာခဲ့ပါတယ်ရုပ်တရက်ဆိုသလိုတပွဲတဲ့ကစားရတဲ့စူပါဖလားတစ်ခုဟာချန်ပီယံလိဖလားတစ်ခုလိုမဲ့အလေးထားခြင်းခံရလာပါတယ်ဟုတ်ကဲ့အကုန်လုံးကိုပေါင်းလိုက်မယ်ဆိုရင်တော့ခမည်းနှစ်သက်တဲ့ကစားသမားအတွက်ကိန်းဂဏန်းအကြီးကြီးတွေရလာမှာပါဒါပေမဲ့ခြုံငင်ကြည့်ရရင်တော့ဒါဟာအလေးထားရမယ့်အောင်မြင်မှုတွေကိုဈေးကွက်ရှာမှုဖလားတွေနဲ့ရောဖြစ်လိုက်တယ်လို့ဖြစ်နေပြီးအောင်မြင်ဆုံးဆိုတဲ့ခေါင်းစဉ်ကိုအတုအလိုဖြစ်သွားစေပါသည်အသေးစိတ်မစစ်ဆေးမချင်းရိုးရှင်းတယ်လို့ထင်နေတဲ့နောက်ထပ်ဂိုးအခြေခံစံချိန်မှာလည်းဒီလိုရှုပ်ထွေးမှုတွေရှိနေပြန်ပါသည်ဒီတစ်ခါမှာတော့တက်လုံးတာဒါမှမဟုတ်တရားဒီကြောင်းတာမဟုတ်ပဲကစားသမားတယောက်ကပွဲပြီးရင်ဘောလုံးကိုအိမ်ကိုဘယ်နှချေယူသွားနိုင်ခဲ့တယ်လဲဆိုတာပါဟုတ်ကဲ့ဒါဟာ hat-trick တွေအကြောင်းပါပရိသတ်အများစုကတော့စီရိုနယ်ဒိုနဲ့မက်ဆီတို့က hat-trick ဘီရင်ဖြစ်ရမယ်လို့ချက်ချင်းပြောကြပါလိမ့်မယ်အမှန်တိုင်းပြောရရင်သူတို့ရဲ့ကိန်းဂဏန်းတွေကတကယ်ကိုယူဆစရာကောင်းပါတယ်စီရိုနယ်ဒိုဟာတရားဝင်ပွဲစဉ်တွေမှာကစားသမားတက်တန်းတရှောင် hat-trick ပေါင်း66ကြိမ်ရထားပြီးမက်ဆီကတော့သူ့နောက်မှာ60ကြိမ်နဲ့ကပ်လိုက်နေပါတယ်ခင်မင်ကာလာအတွက်ဒီစီရင်စတန်တွေဟာမယုံကြည်နိုင်ကြတော့ပြီးလူတွေကဒီမာတင်စံချိန်ကပြီးပြီလို့ထင်နေကြတာမဆန်းပါဘူးဒါပေမဲ့တမိုင်းမှတန်းစာအုပ်တွေကိုပြန်လှန်ကြည့်လိုက်ရင်လုံးဝခြားနားတဲ့နာမည်တွေထွက်ပေါ်လာပါတယ် RSSF ရဲ့အချက်လက်အရအာဝင်ဟမ်ချန်ကတရားဝင်ပွဲစဉ်တွေမှာအနည်းဆုံး142ကြိမ်ရထားတယ်လို့အတိအမှတ်ပြုထားပါတယ်ဂျိုးဆက်ဘီကန်ကတော့138ကြိမ်ရထားပါတယ်ဒါတွေဟာ hat-trick စရင်မှာရိုနယ်ဒိုနဲ့မက်ဆီကိုပါတေးဝင်စေတဲ့မယုံကြည်နိုင်ကိန်းဂဏန်းတွေပါပြီးတော့ဒီကမ္ဘာနှစ်ခုကြားမှာရောက်နေတဲ့ပီလီရှိပါသေးတယ်တမိုင်းသူတေသနာရှင်တွေက
သူ့ကိုတရဝင်ပွဲစဉ်တွေမှာ hat-trick ပေါင်း92ချိန်ရထားတယ်လို့သတ်မှတ်ပြီးအဲ့ဒီအရေးအသားကိုပဲ Guinness ကမ္ဘာစံချိန်အဖြစ်ဘယ်ကစားသမားနေမှာရရှိတဲ့အများဆုံး hat-trick လို့အတိအမှတ်ပြုထားပါတယ်။ဒါကြောင့်ခမရဘဒုကိုမေးတာလဲဆိုတာတဲ့ပေါ်မူတည်တယ်ဆိုရင်ဒီတရဖူဟာ Hamchan, Beacon ဒါမှမဟုတ်ပီလေတို့စီရောက်သွားမှာပါ။တခါပြန်ပြဿနာကအတိတ်ပဲဖွင့်ပြန်ချက်ပါ။ခမရက Ronaldo နဲ့ Messi တို့ကစားခဲ့တဲ့မိနစ်တိုင်းကိုမှတ်တမ်းတင်ထားတဲ့ခင်မင်အချက်လက်တွေကိုပဲယုံလား။ဒါမှမဟုတ်1930နဲ့1940တုန်းကပြန်လည်ပြုစုထားတဲ့စီးရင်တွေကိုယုံမလား။ဒါမှမဟုတ် Guinness ကိုအခြေခံပြီးပီလီကိုပဲအသာပေးမလားလို့ပရိသတ်အုပ်စုအားလုံးကတော့သူတို့ရဲ့ဂန်ဒလိအသာပေးမဲ့ version ကိုပဲရွေးချယ်ကြမှာပါ။ဒါကြောင့်ဒီစံချိန်ဟာဘယ်လို့မှအဆုံးမတန်မှာမဟုတ်ပါဘူး။ ကဲကျွန်တော်တို့ဟာတတတာဂိုးတွေယူသွတ်စရာဂိုးသွင်းတွေစုစုပေါင်းစုဖလားတွေနဲ့ hat-trick တွေအကြောင်းငင်းခုန်ပြီးပြီဆိုတော့နောက်ဆုံးစစ်တလင်းစီကိုတွားကြရအောင်အဲ့ဒါကတော့နိုင်ငံသားဂိုးသွင်းစံချိန်ပဲဖြစ်ပါတယ်ဒီမှာကိန်းကနန်းတွေကရှင်းနေတယ်လို့ရှိပေမဲ့အခြေအနေနောက်ခံတွေကတော့စစ်ပွဲအသစ်တစ်ခုကိုစတင်စေပါတယ်ဒီစံချိန်နဲ့ပတ်သက်ပြီးလူကြိုက်မများတဲ့အမြင်တစ်ခုကတော့စာရွက်ပေါ်မှာ CR Ronaldo ကရှင်းရှင်းလင်းလင်းဦးဆောင်နေပေမဲ့Ali Day ရဲ့စုစုပေါင်းဂိုးအရေးအတွက်ဟာပိုပြီးထူးခြားတဲ့အောင်မြင်မှုဖြစ်နိုင်တယ်ဆိုတာပါပဲတရားဝင်အဖြစ် Ronaldo ဟာပေါ်တူဂီအတွက်143ဂိုးတွင်းထားပြီးဒါဟာအမျိုးသားလက်ရွေးစင်အသင်းမှာဘယ်သူမှမတွင်းဘူးတဲ့အများဆုံးဂိုးဖြစ်ပါတယ်။ Ali Day ကတော့အီရန်အတွက်108ဂိုးတဲ့အဆုံးသတ်ခဲ့ပါတယ်။သူဟာအရင်က109ဂိုးလို့သတ်မှတ်ခံခဲ့ရပေမဲ့နောက်ပိုင်းမှာ FIFA ကသူ့ရဲ့ပွဲစဉ်တစ်ပွဲကိုအဆင့်လျှော့ချပြီးဂိုးတစ်ဂိုးပြန်နှုတ်ခဲ့ပါတယ်ဘသူကပိုခက်ခဲတဲ့ပြိုင်ဘက်တွေနဲ့ရင်ဆိုင်ခဲ့ရတယ်လဲဆိုတာကိုခမားတစ်နေ့လုံးညင်းလို့ရပါတယ်။အာလီဒေးဟာအားနည်းတဲ့အာရှအသင်းတွေနဲ့ခြေစစ်ပွဲတွေအများကြီးကစားခဲ့ရတာကိုသူ့ကိုဝေဖန်သူတွေကအမြဲထောက်ပြကြပါတယ်။ဒါပေမဲ့ Ronaldo ဟာလည်းခြေစစ်ပွဲတွေနဲ့ Nation League ပွဲတွေမှာအရှင်းနှိမ်ဥရောပအသင်းတွေနဲ့ကစားပြီးဂိုးအရေအတွက်ကိုဖြည့်တင်းခဲ့တာပါပဲ။ဒါဟာထိပ်တန်းနိုင်ငံပွဲစဉ်တွေပိုကစားရတဲ့ခေတ်ကာလပါ။ဒီစံချိန်ကိုစိတ်လှရှားစရာဖြစ်စေတာကတော့လူတွေကကိန်းကနန်းတွေကိုပဲမြင်တာမဟုတ်ပဲဇက်လန်းတွေပါမြင်နေကြလို့ပါပေါ်တူဂီပရိသတ်တွေအထွတ်တော့143ခိုးဆိုတာနီးစက်ယုံပါရှိခဲ့တဲ့အသင်းကနေဥရောပချန်ပီယံထစ်လာတဲ့မျိုးဆက်တစ်ခုရဲ့သင်္ကေတပါပဲအီရန်လူမျိုးတွေအထွတ်တော့108ခိုးဆိုတာသူတို့ league တွေကို TV မှာမပြသသေးတဲ့အချိန်တုန်းကသူတို့ကစားသမားတွေကမ္ဘာထိပ်တန်းကလပ်တွေမှာမရှိသေးတဲ့အချိန်တုန်းကသူတို့တွေကတယောက်ကကမ္ဘာဂိုးသွင်းစီးရင်ကိုလွှမ်းမိုးခဲ့တယ်ဆိုတဲ့ဂုဏ်ယူစရာအချက်တစ်ခုပါပဲဒါကြောင့်တစုံတယောက်က Ronaldo ရဲ့စံချိန်ကပွားနေတာပါလို့ပေါ့လေးလေးပြောလိုက်တာဟာမလေးစားရရောက်ပါတယ်အလားကပဲအာလီဒေးကအသင်းငယ်တွေကိုပဲတွင်းတာပါလို့ပြောတာကလည်းအပြင်းထူးတဲ့ပြောဆိုချက်ပါပဲပိုပြီးရိုးသားတဲ့အမြင်ကတော့ဒီစံချိန်နှလုံးဟာမတူညီတဲ့ခေတ်ကာလတွေမတူညီတဲ့ပြက်ကတန်းတွေနဲ့အသင်းတွင်းမှာမတူညီတဲ့အခန်းကဏ္ဍတွေကြောင့်ကိုစီယူသွတ်စရာကောင်းလောက်အောင်ထူးခြားနေကြတာပါပဲကိန်းကနန်းတွေထက်ပိုနှက်ဆက်တဲ့စံချိန်တွေအကြောင်းပြောရမယ်ဆိုရင်ဒါဟာဒီဗီဒီယိုကိုခင်ဗျားတို့စီပြန်ပို့ပေးဖို့အကောင်းဆုံးနေရာပါဘာလို့လဲဆိုတော့ဒီငင်းခုန်မှုတွေတည်ရှိနေရတဲ့အကြောင်းရင်းကပရိသတ်တွေဟာသူတို့ရဲ့ဂန္ဓာရင်တွေအတွက်တိုက်ပွဲဝင်ပေးရလောက်အောင်တန်ဖိုးထားမြတ်နိုးကြလို့ပါကဲကျွန်တော်တို့ပြောသွားတဲ့စံချိန်တွေအပေါ်ခင်ဗျားတို့သဘောတူရလားဒါမှမဟုတ်တချို့စံချိန်တွေဟာအပေါ်တွေလို့ထင်လားပြောလိုက်တာနဲ့အမြဲတမ်းငင်းခုန်မှုတွေဖြစ်စေမဲ့တခြားဘောလုံးစံချိန်တွေရှိသေးတယ်ဆိုရင်လည်း comment မှာပြောပြပေးသွားကြပါဒီသုံးသက်ချက်ကိုသဘောကျရင်ဗီဒီယိုကို like ပေးပြီး channel ကို subscribe လုပ်ထားပေးပါနောက်ထပ်ဘောလုံးလောကရဲ့အတွင်းကျလေ့လာမှုတွေကိုမလွတ်သွားစေဖို့အတိပေးခေါင်းလောင်းကိုလည်းနှိပ်ထားပါအောင်ကြည့်ရှုပေးခဲ့တာအတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်